ဒီကောင်ကတော့တောက်တာတမ်းကားရတဲ့ကောင်ဒီကပေါင်းတာကဘယ်လဲဆိုဒီကတော့နောက်တစ်ခါစိတ်ဓာတ်ဘယ်လိုလဲဒီကောင်ကလည်းရေရှိရတဲ့နေတာညော်လင်းတဲ့ပုံမှန်ကောင်ကဒီကစားရတာဖြစ်တယ်။နောက်ပိုင်းချက်ကတော့တော့နေရာကနောက်ဒီကချီရတယ်။စီဒီပိုင်းမှာလည်းကျွန်တော်ကြည့်တယ်ကျွန်တော်အိမ်နဲ့ကြောင်းရတယ်ကန်တော့မဆိုနေလို့ကြီးတယ်ကျွန်တော်တို့ကတော့လည်းမှနေတယ်ဒါနဲ့တောင်းရတဲ့စင်မှာကျွန်တော်တို့အနေထားနဲ့ကတော့မင်းစိုးနေရာတော့ခုမှဖြစ်တယ်လို့ကျွန်တော်ကလေးကအများနဲ့တောင်းလို့လုံးလို့လည်းလည်းညမှာကျွန်တော်ထားတာဖြစ်ပါတယ်နံပါတ်3ကတော့ကျွန်တော်ဘာလို့ထားရဲဆိုတော့ကျွန်တော်ကလေးကိုပြည့်ငုံတဲ့ဒီကောင်းနေတဲ့ကောင်ထားတယ်ဘိုင်းနေတာဒီကြောင်းဒီဘိုင်းနဲ့မှာဘာလို့ပြည့်ပြည့်ရတယ်ဆိုတော့နံပါတ်1ကကျွန်တော်ကလိမ္မာရရှိတာဘုမနေ့ကတော့ကျွန်တော်ယူရတဲ့ကောင်ကနားထောင်လာရဲ့ဘုမတော့အခုလည်းစမ်းလို့ဒီနေ့စီအများကြီးထောင်လာပြီးတော့ကျွန်တော်ကိုမင်းမျက်နှာလုံးလာဒီမှာအများကြီးကြောက်နေရှိရဖြစ်ပါအဓိကတော့ကျွန်တော်မှမတင်ရရကျွန်တော်သားသမီးတွေစီစဉ်နေတာအဓိကဖြစ်ပါကျွန်တော်ကပုံတင်ရရကိုသားသမီးကိုတက်ဖြစ်နေတဲ့ဖြစ်နေတဲ့ပုံမှာဒီကြောင့် join တဲ့ပုံမှာအများကြီးကြီးကြီးရှိတယ်အဲ့ဒါကျွန်တော် join လို့ပဲကျွန်တော်ရဲ့ညီလေးတွေကျွန်တော်တွေ့တွေ့ရတယ် join တယ်ကျွန်တော်တို့လည်းဖြစ်ပေါ်လာတယ်လည်းအများကြီးပဲကျွန်တော်ဒီတောင်းတော့ဖြစ်တယ်ဟောပုံမှာပဲကလေးအားလုံးလည်းပြတ်ဖို့ရှိတယ်ဘယ်လိုပြောမလဲဆိုတော့ကျွန်တော်ပေးရတဲ့ business ရတဲ့ဒီနှစ်ကောင်ပြီးတော့ရတယ်ကျွန်တော်ခံစားမိမှာအားကြောင့်ဒီတန်းကြောင်းနေတဲ့နေရှိတဲ့ဒီနဲ့နေရှိတဲ့တွေပဲကျွန်တော်ကအလုံးချပါတယ်အားလည်းအားကိုပါလေရောင်းပြတာအားကြောင့်မိဘတွေလည်းဒီစိတ်ဆာလက်ဆာလုံးနဲ့ကျွန်တော်တို့ကြောင်းပိုင်းလို့ရတဲ့အကြောင်းဘယ်လိုလဲအားလုံး